camera ကျန်ခဲ့လို့အသေးအတန်ပြန်ပြီးယူရ camera ကျန်ခဲ့လို့အသေးအတန်ပြန်ပြီးယူရအတွေ့အကြုံကဘယ်လိုလဲဆိုဟို trap point မှာ camera ကျန်ခဲ့အောင် camera 8ကြီးကျန်ခဲ့တော့အဲဒီတွေ့ချင်း immigration လိုက်ဖြတ်ပြီးသွားဖြတ်ချင်း immigration ကောင်တာဖြတ်ပြီးသွားတော့တတိယပါတွေ့ချင်း immigration ကောင်တာဝင်ပြီးတော့ပြောတော့သူက information ကောင်တာသွားခိုင်း information ကောင်တာကနေပြီးတော့ဖုန်းဆက်ပြီးနေဆို information ကောင်တာကိုပြီးတော့ information ကောင်တာကနေပြီးတော့ airline ရဲ့ gate ကိုသွားခိုင်းပြန်တွေးကြည့်လိုက်တော့ airline ရဲ့ gate ကိုသွားဖို့ကျတော့အချိန်မမီတော့မိနစ်30ပဲ voting time ကမိနစ်30ပဲကျန်တော့ voting time ရောက်ဖို့မိနစ်30ပဲကျန်တော့မဖြစ်တော့ဒီသွားခဲ့တဲ့ immigration ကောင်တာကိုပဲဖြတ်ခဲ့တဲ့ရှင်ကိုပဲပြန်သွားပြီးတော့ဒီတောင်းမယ်information ကောင်တာကိုသွားairline information ကောင်တာကိုသွားပြီးခုညတောင်းတော့ရမှာမဟုတ်ဘူးကြံခဲ့တာ immigration check point immigration မဖြတ်ခင်ပေါ့နော်ပစ္စည်းတွေစစ်တဲ့နေရာမှာကြံခဲ့တော့scanning နေရာမှာကြံခဲ့တော့အဲ့ဒီနေရာကိုပြန်သွားမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ဆုံးဖြတ်ချက်မှန်ကန်သွားတယ်တဲတန်တောင်းမယ်ပြီးတော့ဒီမှာအရေးကြီးလို့ပါတကယ်လည်းအရေးကြီးကင်မရာဖြစ်နေတော့အရေးကြီးလို့ပါဆိုပြီးတဲတန်ပြေးပြီးတော့ immigration officer နှစ်ယောက်တွေ့ပါနှစ်ယောက်တွေ့တော့သူတို့ကကိုအရင်ပထမဆုံးသွားမိတဲ့ immigration ကောင်တာကိုသွားခိုင်းတယ်သွားပြီးပါ information ကောင်တာလည်းသွားပြီးပါမရဘူးလို့ပြောတယ်ကုညီပါအောင်ဆိုတော့ဒီဟာတဲ့ one way တဲ့နေတော့နေအပေါ်တက်ပြီးတော့ပြေးယူမှရမယ်ဆို escalator ကကြတော့လေဒီမှာအောက်ကိုပဲဆင်းတာပေါ်တက်တဲ့ဟာမရှိဘူးအဲ့ဒါ escalator ပေါ်ပြေးတက်ဟိုကလေဆက်လီကအောက်ဆင်းတဲ့အချိန်မှာဒီမှာဆန့်ကျင်ဘက်လေးဆန်ဟိုတက်ရတယ်လို့မျိုးပြေးတက်ပြီးတော့ပြေးယူတော့တူလည်းငါကင်မရာချန်ခဲ့လို့ဆိုတော့သူတို့တိမ့်ပေးထားပါတော့ကျေးဇူးတင်ဖို့ကောင်းတာ immigration officer ND ပေါ့နော်သူ့ကိုပြောတော့သူကကိုယ့်ရဲ့ passport ယူထားပေးပြီးတော့ကိုယ်ပြေးတက်ခိုင်းတာသူပဲအဲ့လိုမျိုးညီပေးလိုက်တော့ကင်မရာပြန်ရသွားတယ်ပေါ့ချွေးလည်းပြန်နေရပဲစိတ်ကကြတော့ကိုပြန်ရမယ်လို့ယုံကြည်ရဲ့စိတ်နဲ့အသေးအတန်ပြေးတက်တာနောက်ဆုံးမရနောက်ဆုံး escalator ရဲ့နောက်ဆုံး3-4ဆင်မှာကိုကမတက်နိုင်တော့4ဆန်စုံပြီးတော့တက်ရတာဆိုတော့လေကိုကမတက်နိုင်တော့လို့မျိုးဖြစ်တာဒါပေမဲ့ငါရတယ်ငါရအောင်တက်မယ်ငါရအောင်ပြန်ယူမယ်ဆိုတဲ့စိတ်နဲ့တက်သွားတော့ကြော်တက်လိုက်တော့ရသွားတော့ကင်မရာပြေးယူတော့တင်ထားပေးရတော့တကယ်မမဆိုရင်မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင်ပါ render ကီကလီကိုသွားမဲ့ flight ကလည်းဘယ်လိုနေအောင်လဲမသိဘူးအခုတွေကတကယ်ချင်းတယောက်ကတော့သူ့ luggage တွေပျောက်နေပြီဘယ်နာကျက်ရဲလဲမသိဘူးလေကိုကစိုးရိမ်နေပေါ့နော်စိုးရိမ်ပေမဲ့လည်းအဖြေကနှစ်ခုပဲရှိရယ်ရမှာနဲ့မရမှာပေါ့နော်သူဘာလို့ဆိုအာဖရိကလေကြောင်းလိုင်းဒီကိုရဲ့ review ကိုကြည့်လိုက်တော့ reputation တိတ်မကောင်းပါဘူးဒါပေမဲ့လည်းကိုအနေနဲ့မဖြစ်ဘူးလို့တော့မျှော်လင့်ရဘာဖြစ်မလဲတော့မသိဘူးခုတော့ကာတာ transit ကာတာကိုသွားဖို့အတွက်လေရင်ဆောင် Oh my god